ချုပ်ဆရာကြီးလည်းဂုတ်ခွာစီးဖို့နေလှုပ်ပါညီးများတော့လို့အခုဆိုလက်မှာတုတ်ပါစီးရတော့မည်အားလုံးပဲမင်္ဂလာပါထောင်ထားတဲ့ဆရာကြားတို့ရဲ့ channel ကနေကြိုဆိုလိုက်ရပါတယ်ဒီကောင်လေးက Brandon Rival နဲ့ပွဲမှာလှုပ်ပြနိုင်တာကန်ကောင်းလို့ပါပန်လူဂျာနဲ့ level အကွာကြီးပါကွာစတဲ့ဆောက်ယူနာကန်တွေရဲ့ထင်မြင်စားချက်တွေပေါ်ကျွန်တော်ပါဝင်ဗန်လဲစောက်ဖက်လုံးမှာတော့မဟုတ်ပါဘူးခွေးအောင်နိုင်ထားခြင်းအေးပြတ်တာမစမ်းသလိုပဲဒီလိုဗန်ကိုထင်မြင်သေးတဲ့ငနဲတွေရှိတာလေအဲ့ဒီစကပုံကိုဥမာပေးရမလို့ပါပဲပွဲမတိုင်ကလေးကဗန်ကစကားအများကြီးပြောတာထက်လိုရင်းတိုရှင်းနဲ့ပဲဘလို့ပြင်းမလဲဆိုတာပြောထားပြီးသားပါလမ်းပေါ်မှာအနိုင်ကျင်းခံလို့ရန်ခဏခဏဖြစ်တဲ့ကောင်လေးကအခုဆို UFC ရောက်တဲ့အချိန်တန်းနဲ့ခွဲကာလမှာချန်ပီယံကပတ်ကြီးကိုရောစံချိန်မှတ်တမ်းကြီးပါရယူနိုင်ခဲ့ပါပြီဂျိုချဗန်ကမြန်မာလန်ခြုံပြီးတော့ကွင်းထဲကနေတန်စကားတွေကိုခြေလန်းကျဲတွေနဲ့ဝင်လာကလေးကဒီကောင်လေးရဲ့အနေထားကြားတကောင်အမဲလိုက်တော့မဲ့ပုံစံမျိုးဒီတောင်ပြောရင်ဖီအားမရှိတဲ့ပုံစံမျိုးနဲ့ဝင်လာတာပါငါလိုချင်တဲ့ကပတ်ကိုငါကိုယ်တိုင်လာယူမယ်မင်းတို့ကောင်တွေဘလို့ထင်နေစောက်ကျူးမဆိုင်ဘူးဆိုတဲ့အထားမျိုးနဲ့ပါပန်တို့ကြားသူပြင်လာတဲ့ game plan တိုင်းဆက်လက်တီပိုင်ရှင်ဗန်ကိုလက်သီးချက်နဲ့နှက်ချီးထွအောင်စလုပ်တာပါတော်ကောင်းပါလေပန်တို့ကြားရဲ့တိုက်ကွက်တွေကအလုပ်ဖြစ်ပေမဲ့ဗန်အတွက်တော့လက်ချစ်ထားအောင်လောက်တောင်မဖြစ်ခဲ့ပါဘူးမြန်လဲမြန်တဲ့ငယ်ကောင်ကလည်းရှိတော့ဘိုးတော်ကအကျိုးမျောပြီးတော့အမြင့်ကန်ချက်တွေနဲ့လန်ထွက်အောင်လှုပ်ပြလိုက်တာလန်မထွက်ပဲခြေထောက်ကခြံခတ်ပြီးညှိကြံခဲ့လို့ဗန်ရဲ့ဖမ်းဆွဲမှုအောက်မှာအကြမတော်တလန်းအထောက်မတော်တကြိုးတွေဖြစ်ကုန်ပြီးတော့ဘယ်လက်ကကျိုးသွားခဲ့ရပါလေလဲသွားတဲ့ပန်တို့ကြားကိုပွဲသိမ်းမှုလုပ်နေတဲ့ဗန်ကိုပန်တို့ကြားကိုယ်တိုင်ဆရာသားမရတော့ဘူးဖြစ်ကုန်ပြီးတော့နှလုံးပေးပဲအဆုံးပေးလိုက်တာဖြစ်ပါတယ်ဗန်အတွက်အနိုင်ကတော့အဆိုတော်မဟုတ်ပဲ26စက္ကန့်နဲ့ပွဲသိမ်းပြခဲ့တဲ့အတွက်ချွေးတော်မထွက်ခဲ့ပါဘူးကြီးတဲ့ကောင်တွေကနှလုံးအားတိုးစေးဆောင်ပြီးတော့မှကြီးခဲ့ရပေမဲ့ဟာခါသားလေးကတော့သူစကားတိုင်းပဲချိန်တိုလေးနဲ့ပွဲသိမ်းကချန်ပီယံကပတ်ကိုဆွဲသိမ်းပြလိုက်တာပဲဖြစ်ပါတယ်2000နောက်ပိုင်းမှာမွေးတဲ့2000ဘွားဆိုပြီးရောင်မရင်တော့ထောင်လွှားတဲ့တကောင်သားတို့မှောင်မားသွားမယ်ဆိုတာဗန်ကပန်တို့ကြောင့်တတ်သိပြလိုက်တာဖြစ်ပါတယ် The first Burmese fighter UFC လို့ပြောခဲ့တဲ့ဗန်ဟာ UFC သမိုင်းမှာဂုတ်ကြီးဂျွန်ဂျုံးစ်ပြီးရင်ဒုတိယမြောက်အသက်ငယ်ဆုံးဖိုင်တာဖြစ်တဲ့မှတ်တမ်းဝင်ခဲ့လို့ပထမဆုံးမြန်မာပြည်ဘွားချင်းတိုင်းသားဖိုင်တာတူအနေနဲ့လည်းမှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။ပန်ဒူဂျာကတော့စကားသားများတဲ့ဟာခါသားလေးကိုမဟာတရားသွားလို့ရင်လည်းနားကားသွားခဲ့ရပါပြီ။တန်ကပြင်းထန်နိုင်ခြေရှိသလို9လ6လလောက်အနည်းဆုံးနားတော့မှာပဲဖြစ်ပါတယ်။ဗန်ကတော့ The Pride of Myanmar လို့ပြောလို့ရသလိုကဘာရဲကရွှေမြန်မာတွေအတွက်လည်း UFC လို့ promotion ကြီးမှာငါတို့မြန်မာဖိုင်တာကချန်ပီယံကွာဆိုပြီးတော့ရေးလဲကြွားလို့ရခဲ့ပြီလို့ပြောလို့ရပါတယ်။ဗန်ကတော့တန်း60သောပြည်သူတွေအတွက်အမတ်တရားတွေဖန်တီးပေးခဲ့ဖြစ်သလိုဒုက္ခတွေနဲ့ပြည်နေတဲ့နိုင်ငံလေးကိုကဘာကသိအောင်လှုပ်ပြနိုင်ခဲ့ပြီလို့လည်းပြောလို့ရပါတယ်။ဒါကြောင့်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဂျိုရှဗန်နဲ့တွေ့ရင်အချုပ်ဆရာကြီးလည်းဂုတ်ခွာစီးဖို့နေအခုဆိုလှုပ်ကညီးများတော့ပါဘူးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်။မင်္ဂလာရှိတဲ့နေလေးမှာဂျာကြီးမှာဒါဒီရင်